ငခုတွေကိုရေဆေးတန်းစင်အတုံးကလေးတွေတုံးပြီးစားချုံမုံနေထားပါမယ်ငခုချက်ထဲမှာထဲဖို့ပင်စိမ့်နန်နန်ဖက်ဖဲမုံညင်းဖြူမုံညင်းစိမ့်ကျွတ်ချိုင်တို့ကိုလည်းရေဆေးတန်းစင်ထားပါတယ်ဒီကတော့အမ်နန်လို့ခေါ်တာပေါ့နော်ဗမာလိုတော့ဘယ်လိုခေါ်လဲမသိဘူးရှင်ငခုလေးကိုအလိုလေးချက်ပါမယ်စီတက်ပြီးတော့ရေလေးထဲမလင်ချင်ဖတ်တီမလင်ချင်လေးတွေထည့်ပြီးတော့ချက်ပါမယ်ငခုလေးအဲ့လိုပွက်ဆူလာပြီဆိုလို့ရှိရင်အရွက်တွေအုပ်ပါမယ်ခုနကတော့ကအရွက်တွေအကုန်လုံးအုပ်ပြီးတော့ချက်ပါမယ်ပွက်ဆူလာလို့ရှိရင်အရွက်တွေလည်းဣသွားပြီအရွက်တွေလည်းဣသွားပြီဆိုလို့ရှိရင်တော့ရပါပြီချစ်ရတဲ့သူတွေကိုမိုးအေးအေးလေးနဲ့ငခုချင်းဆက်ပူပူချင်းဆက်ဆက်ကလေးစားစေချင်လို့သမီးလေးရဲ့မွေးနေ့မှာငခုချင်းဆက်ကလေးချက်ဖြစ်ပါတယ်